ရဲရဲအောင်ထက်အများကြီးချမ်းသာတဲ့တတိသားလေးနဲ့ချစ်သူဖြစ်နေပြီဆိုတဲ့အင်းငိမ့်ဖြူပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်အင်းငိမ့်ဖြူကရေဒီယိုဇလန်တွေကိုတရုပ်ဆောင်ပြရင်ပရိသတ်တွေရဲ့အာယုံဆိုင်မှုကိုရရှိလာခဲ့တာဖြစ်ပါတယ်နောက်ပိုင်းမှာအင်းငိမ့်ဖြူကရဲရဲအောင်နဲ့ပါချစ်သူဖြစ်ခဲ့ကသူတို့နှစ်ယောက်ရဲ့ပုံရိပ်လေးတွေကလူကြိုက်များခဲ့ပါတယ်အင်းငိမ့်ဖြူကရဲရဲအောင်ကိုဆိုရင်ပိုပြီးချစ်တယ်လို့ကိုအားလုံးကတနာခဲ့ကြတာပါဒါပေမဲ့နောက်ဆုံးမှာတော့ရဲရဲအောင်ဘက်ကနေစပြီးလမ်းခွဲခဲ့ကသူတို့နှစ်ယောက်အခြေကြီးကရက်တန့်သွားခဲ့တာပဲဖြစ်ပါတယ်။အင်းငင်းဖြူဘက်ကပိုချစ်ခဲ့တာတည်တဲ့သူတွေကတော့သူမကိုသာပိုတနာကြတာပါ။တယောက်တည်းအချိန်ကြာကြီးနေပြီးတဲ့နောက်မှာတော့အခုလက်ရှိမှာအင်းငင်းဖြူကချစ်သူကောင်လေးအသက်လည်းရရှိနေပါပြီ။ချစ်သူဖြစ်နေကြောင်းကိုတရားဝင်ချမပြသေးပဲပရိသတ်တွေကတတိထားမိခဲ့ကြတာပါ။အင်းငင်းဖြူရဲ့ချစ်သူကောင်လေးကလူသိများတဲ့သူဖြစ်တဲ့အပြင်ကြီးကြီးတက်ချမ်းသာတဲ့အတိုင်းဝိုင်းတွေကလုပ်ငန်းရှင်တယောက်ဖြစ်နေတာကြောင့်လည်းဖြစ်ပါတယ်။တခြားသူတော့မဟုတ်ပဲ local brand တွေထဲမှာဆိုနာမည်ကြီး brand တစ်ခုဖြစ်ကလူငယ်တွေအကြိုက်များတဲ့ NRF brand ရဲ့ founder ဖြစ်နေကြတာလည်းဖြစ်ပါတယ်။ပိုင်ရှင်ဖြစ်တဲ့အေဂျွန်နဲ့ချစ်သူတွေဖြစ်နေတာကိုအားလုံးကိုချပြလာခဲ့တာပဲဖြစ်ပါတယ်။အင်းငင်းဖြူဘက်ကချပြတာမဟုတ်ပဲအေဂျွန်ဘက်ကနေသူ့အကောင့်မှာဗီဒီယိုတင်လာရင်အင်းငင်းဖြူကိုသူ့ရဲ့ချစ်သူကောင်းမလေးဖြစ်ကြောင်းအသိပေးလာခဲ့တာဖြစ်ပါတယ်။အရေးအမော့ပြောလာတာနဲ့ပဲအားလုံးကသူတို့နှစ်ယောက်တွဲနေတာကိုသိသွားခဲ့ကြပါတယ်။တချို့ကလည်းအင်းငင်းဖြူကိုနှမျောမိကြတာမျိုးရှိပါတယ်။ရဲအောင်နဲ့ပြန်တွဲပြလိုက်မယ်လို့မျှော်လင့်နေကြတဲ့သူတွေကလည်းရှိနေတော့မှဖြစ်ပါတယ်။ဒါပေမဲ့အခုတော့သူတို့နှစ်ယောက်ပြန်တွဲဖို့ဆိုတာဘယ်လို့မှမဖြစ်နိုင်တော့ပါဘူး။အင်းငိမ့်ဖြူကချစ်သူကောင်လေးအရင်ထားခဲ့တာမဟုတ်ပဲရဲအောင်ကကောင်မလေးအရင်ရနေခဲ့တာလည်းဖြစ်ပါတယ်။သူတို့ပြတ်ပြီးမကြခင်မှာပဲရဲအောင်မှာကောင်မလေးအသက်ရှိနေခဲ့ပါတယ်။တရားဝင်မချပြထားပြီးမြဲအပြင်မှာဆိုလဲအတူသွားနေကြကလက်ရှိကောင်မလေးကိုရဲအောင်ကအတော်လေးကိုချစ်တယ်လို့လည်းသိရပါတယ်။အခုဆိုရင်အင်းငိမ့်ဖြူကလည်းကောင်းလေးထားလိုက်ပြီးဖြစ်တာမို့သူတို့နှစ်ယောက်ပြန်တွဲဖို့ဆိုတာမဖြစ်နိုင်တော့ပါဘူး။အင်းငိမ့်ဖြူရဲ့လက်ရှိချစ်သူကောင်းလေးကငွေကြေးရဆိုလေအတော်လေးကိုချမ်းသာတာပါ။နိုင်ငံခြားကတစ်တော်ကာရီလိုဖန်တီးကျင်တာမို့စူးစမ်းနေသူတအူးလေးဖြစ်ပါတယ်။သူတို့ရဲ့အဝယ်စားရီဆိုလေမြန်မာပြည်တို့ဆိုပေမဲ့တစ်ထည်ကို3သိန်းကျော်လောက်ပေးပြီးဝယ်ရတာလည်းဖြစ်ပါတယ်။မြန်မာပြည်မှာကြိုက်တဲ့သူများသလိုအတော်လေးလည်းဝယ်ကြပါတယ်။ဒါအပြင်ပြိုင်ကားရီဆူရတာကိုဝါသနာပါကငွေသိန်းပေါင်းတောင်းချီတန်းနဲ့ပြိုင်ကားတွေကိုတစ်စီးပြီးတစ်စီးကိုဝယ်စုတာဖြစ်ပါတယ်။ဝယ်စုနိုင်တဲ့အနေထားလေးဖြစ်တာမို့အတော်လေးကိုချမ်းသာနေတာပါ။ကိုပိုင်စီးပွားရေးလုပ်ငန်းကလည်းရှိနေပြီဖြစ်တာမို့အင်းငိမ့်ဖြူသာအမျိုးသားအဖြစ်ရွေးချယ်မယ်ဆိုရင်တော့ရွေးလို့ရတဲ့အနေထားမျိုးဖြစ်ပါတယ်။ဒါပေမဲ့အင်းငိမ့်ဖြူဘက်ကသူ့ချစ်သူကောင်းလေးကိုတရားဝင်တွဲနေကြောင်းမီဒီယာတွေရှိမှဖြေတာမျိုးမရှိသေးပါဘူး။ပထမတစ်ခေါက်ကချပြခဲ့တဲ့အခြေရေးကအစင်မပြေတာမို့လူသိအောင်ထပ်ပြီးမချပြတော့တာမျိုးလည်းဖြစ်နိုင်ပါတယ်။အင်းငိမ့်ဖြူကအခုလက်ရှိမှာTikTokမှာဆိုလူငယ်တွေကြားအတော်လေးကိုအာရုံစိုက်ခံရပါတယ်။မြန်မာပြည်ကတော့မထင်ရလောက်အောင်ရုံးရည်ရောအသားရည်ကပါဖျားပေးတဲ့ဆုလက်တစ်ခုအဖြစ်ရရှိထားတာပါ။ဒါအပြင်အကရင်လည်းနိုင်ငံခြားသူလေးလိုကတက်တာမို့အမျိုးသမီးအချင်းချင်းကတော့အားကြသူများပါတယ်။အင်းငိမ့်ဖြူကလည်းရဲအောင်နဲ့လမ်းခွဲပြီးတဲ့နောက်ပိုင်းမှာသူ့ကိုယ်သူအရင်ကထက်လောက်အောင်အများကြီးကိုပြင်ဆင်ပြောင်းလဲပြလိုက်တာဖြစ်ပါတယ်။အခုဆိုရင်အင်းငိမ့်ဖြူကသူ့လိုပဲခမိုင်းမှအမျိုးသားနဲ့တွဲနေတာမို့တချို့နှကန်းနေမလေးတွေဆိုအားကြနေကြတာပါ။အင်းငိမ့်ဖြူရဲ့ကောင်းလင်းအကောင်ကိုဝင်ကြည့်ကြကတကယ်မိုက်တဲ့ဘဲကြီးဆိုပြီးချီးကျူးနေကြတာလည်းဖြစ်ပါတယ်။အရက်မောင်ကလည်းမိုက်တဲ့အပြင်ခန္ဓာကိုယ်ကလည်းအားကစားလိုက်စားတဲ့တောင်ဖြောင်းတဲ့ပုံစံဖြစ်ပါတယ်။ပရိသတ်ကြီးတို့ရောအင်းငိမ့်ဖြူလက်ရှိတွဲနေတဲ့ချစ်သူကောင်းလေးကရဲရဲအောင်ထက်တားတယ်လို့ထင်လားဆိုတာကောင်းမမအမြင်လေးတွေကိုပြောပြပေးခဲ့ကြပါအောင်ရှင်။